조차 네 마저가 뚜라라 뚜라라 디비올리 마두두 레라지자야. 조차 네 마저가 뚜레 티베네레 동로 마뚜레 티베네레 동. 마뚜레 티베가 12다고마 타시레를 뼈지에 제로가 조차한테 마저고 보기로 떠네. 우바마 수파에서 밤마저 파네요. 슈퍼마켓ထမင်းတောင်မှရောင်းတယ်슈퍼마켓ကတခြားပစ္စည်းတွေအားလုံးကရောင်းပြီးသားဒါပေမဲ့ထမင်းကိုထပ်ပြီးတော့ရောင်းသေးတယ်추운데 바람마저 부네요အေးနေတာကိုလေတောင်မှတိုက်တယ်ငကိုတွေကအေးပြီးသားကိုမှထပ်ပြီးတော့လေကထပ်တိုက်တယ်အဲ့လိုမျိုးထပ်ပေါင်းထည့်တယ်လို့ပြောချင်ရင်မာကျော်ကိုတူတဲ့အတိတ်ပဲကကြတော့အားလုံးထဲမှာမှနောက်ဆုံးတစ်ခုပဲကြံတယ်လို့ပြောချင်တဲ့အခါမှာဂျိုချာမာကျော်နှစ်ခုလုံးကိုတောင်းတယ်ဥပမာမိုးချိုးချာမရှိကြီးမို့ထဲဆောင်ရေတောင်မှမတောင်းနိုင်ဘူးအဲ့တော့အခြေခံစားတောက်ကုန်ဖြစ်တဲ့စားတဲ့တောက်တဲ့အားလုံးလိုအပ်ချက်ဖြစ်တဲ့ရေတောက်တဲ့အရာကိုတော့မှမလုံနိုင်တော့ဘူးလို့ပြောချင်ရင်တော့ပိုပြီးမြင်တော့အောင်ဒီဥပမာလေးနဲ့ကြည့်ကြရအောင်ဒုံမာကျော်ဣရစောပတ်စံတော်မှပျောက်သွားတယ်တော့အိမ်တို့ကားတို့တခြားပိုင်ဆိုင်တဲ့အရာတွေထဲမှာမရှိတော့ဘူးနောက်ဆုံးကျန်တဲ့ပတ်စံအဲ့ပတ်စံလေးတောင်မှပျောက်သွားတယ်အဲ့လိုပြောချင်တဲ့အခါမှာဂျိုဂျာမာကျော်နှစ်ခုလုံးကိုသုံးလို့ရတယ်ဒါပေမဲ့နောက်ထပ်မတူတဲ့အချက်ကကြတော့ဂျိုဂျာကအနောက်မှာဘူးချောင်းကြော့ကိဖြို့ရ negative ဖော်ပြရဲ negative ရလက်တွေနဲ့ပြန်တောင်းတယ်ဒါဆိုရင်ဂျိုဂျာမာကျော်ဘယ်လိုသုံးရမလဲဆိုတာသိသွားပြီလို့ထင်ပါတယ်နော်ရှိကန်နေဆို감사합니다